စကားမပြောတတ်ပေမဲ့လည်းသခင်တွေအသက်ကိုငလင်ပေးကနေကဲတင်ခဲ့တဲ့ခွေးလေးမြန်မာနိုင်ငံကငလင်ပေးမှာလူသားတွေလည်းကူညီကြသလိုခွေးလေးတွေကလည်းကူညီပါရဲ့နော်ခွေးလေးတွေကငလင်ပေးတဲ့ဒေသတွေမှာလူသားတွေအသက်ကိုကယ်နိုင်မယ်လို့တော့မထင်ထားခဲ့ကြပါဘူးငလင်ပေးမှာတော့သူတို့ရဲ့အနံ့ခံအာယုံလေ့ကျင့်ထားတဲ့အရာတွေကိုအသုံးချပြီးတော့ကဲတင်ပေးနေကြပါတယ်ကဲစိတ်ခင်တိုင်းခွေးလေးတွေကအပြည့်စည်းတွေကြားထဲမှာအသက်ရှင်တဲ့လူသားတွေကိုအနံ့ခံပြီးတော့ရှောက်ဖွေပေးနေကြသလိုစကိုင်းမျိုးကခွေးလေးတစ်ကောင်ကလည်းအင်ရှင်ရဲ့အသက်ကိုကဲတင်လိုက်နိုင်ပါတယ်စကိုင်းမျိုးကမတ်ဇင်မီထိုက်ရဲ့ခွေးလေးကငလင်ပေးမှာအိမ်မှာရှိတဲ့လူနှစ်ယောက်အသက်ကိုထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့ပါတယ်စကိုင်းမျိုးမှာငလင်ပေးကြောင့်ကိုလွန်သွားသူတွေများစွာရှိပြီးတော့မတ်ဇင်မီထိုက်တို့မိသားစုကတော့ခွေးလေးကြောင့်အသက်ချမ်းသာရသွားခဲ့ပါတယ်မတ်ဇင်မီထိုက်နဲ့အိမ်သားတွေအပြင်သွားနေတဲ့အချိန်အိမ်မှာအသက်89နှစ်အရွယ်အဖွားနဲ့စစ်ကြောသက်အရွယ်မိန်းကလေးတယောက်သာကျန်ခဲ့ပါတယ်မတ်လ28ရက်နေ့မှာငလင်လှုပ်မဲဆိုတာကိုဘယ်သူမှကြိုမသိတာကြောင့်အဖွားနဲ့မိန်းကလေးကအိမ်မှာကျန်နေခဲ့ကြတာပါမတ်ဇင်မီထိုက်ရဲ့ခွေးလေးကတော့ငလင်လှုပ်မှကိုကြိုသိနေတာကြောင့်လမ်းပေါ်ကိုအတင်းထွက်ပြေးသွားခဲ့ပါတယ်ဒရိတ်ဆန်လေးတွေကအနက်ခံအာယုံခံကောင်းတာကြောင့်ငလင်လှုပ်တော့မယ်ဆိုရင်ကြိုတင်ပြီးတော့သိကြပါတယ်ရှင်သူ့ကိုအိမ်ထဲမှာပဲအမြဲတမ်းထားပြီးမယ်ငလင်လောက်ခန့်နေအချိန်မှာပဲအပြင်ကိုပြေးထွက်သွားပါတယ်အဖွားနဲ့အိမ်ကူမင်းကလေးတွေကခွေးကိုစိတ်မချပဲကားတိုက်မှာဆိုလို့နောက်ကနေလိုက်ခဲ့ကြတာပါခွေးလေးကိုမိသွားပြီးလမ်းဘေးမှာထိုင်လိုက်တဲ့အချိန်မှာပဲငလင်ကလှုပ်သွားပါတော့တယ်ပြင်းထန်တဲ့ငလင်ကြောင့်သူတို့ရဲ့အိမ်ကလျှက်စစ်တကားကြီးလည်းပြုတ်ကျသွားခဲ့ပါတယ်အဖွားနဲ့မိန်းကလေးတို့ကအပြင်ကိုပြေးမထွက်ခင်လျှက်စစ်တကားပိတ်မိသွားမှာပါခွေးလေးကအပြင်ပြေးထွက်သွားတာကြောင့်လိုက်ဖမ်းရင်းနဲ့လွတ်မြောက်သွားခဲ့ကြတာဖြစ်ပါတယ်လျှက်စစ်တကားသာပြီးမိသွားမယ်ဆိုရင်အသက်89နှစ်အရွယ်အဖွားအတွက်ကတော့မတိုးဝင်စရာပါပဲခွေးလေးကစကားမပြောတတ်တာကြောင့်အမှုအရာလေးနဲ့ပဲပြသလိုက်တာပါတခါတရံမှာမထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကနေကံကောင်းသွားတတ်ကြပါတယ်ခွေးလေးကအသက်2ချောင်းကိုကက်တင်လိုက်တာကြောင့်အသက်89နှစ်အရွယ်အဖွားနဲ့အိမ်ကိုမိန်းကလေးတို့လည်းအယံအံ့ဩသွားကြပါတယ်အိမ်သားတွေကစိတ်ပူလို့မြည်ကြည့်တဲ့အခါမှာတော့အဖွားနဲ့မိန်းကလေးတို့ကဘေးလွတ်နေပြီဖြစ်တာကြောင့်စိတ်အေးသွားရပါတော့တယ်ငလင်လောက်ခဲ့ရင်အသက်89နှစ်အရွယ်အဖွားလည်းထွက်ပြေးနိုင်မှာမဟုတ်ပါဘူးစစ်ကြောသက်မိန်းကလေးကလည်းငယ်သေးတာကြောင့်ဘာမှမလုပ်တတ်သေးလို့နှစ်ယောက်စလုံးအတွက်အသက်ကိုစိုးရင်ရပါတယ်ခွေးလေးကိုတိမ်လုံးကမြစ်တာထားကြတဲ့အတွက်ခွေးလေးကလည်းသူတက်နိုင်တဲ့နီလန်းနဲ့ပြန်လည်ဆောက်ရှောက်ပေးခဲ့တာပါဒီခွေးလေးကစကားမပြောတတ်ပေမဲ့သူတက်နိုင်တဲ့နီလန်းနဲ့သခင်လေးအသက်ကိုကယ်တင်ပေးလိုက်တာပါရှင်ဒီခွေးလေးကမတ်လ28ရက်နေ့တညလုံးမအိပ်ပဲပြင်းထန်တဲ့ငလင်ကိုကြောက်နေခဲ့သေးတာပါသခင်လေးအသက်ကိုကယ်တင်ပေးမဲ့လေခွေးလေးလည်းသူ့အသက်ပါသွားမှာကိုကြောက်တတ်သူပါမတ်လ29ရက်နေ့စိတ်ချရတဲ့ရက်ရောက်မှပဲခွေးလေးလည်းစိတ်ချလက်ချအိမ်နိုင်မှာတော့တယ်ခွေးလေးတွေနီတူငှက်လေးတွေကလည်းတဘာဝဘီကြီးကြောက်ကြော့မယ်ဆိုရင်ကြိုတင်ပြီးတော့တည်တတ်ကြပါတယ်ခွေးလေးတွေကစကားမပြောတတ်ပေမဲ့မြစ်တာရောင်ပြဟတ်တာကိုတော့လက်တွေ့မြင်တွေ့လိုက်ကြရပြီဖြစ်ပါတယ်မက်ဆီမီထိုက်ကအရင်ကလည်းဒီလိုမျိုးခွေးအမျိုးအစားကိုမွေးခဲ့ပူပါတယ်အဲ့ဒီခွေးလေးကိုကတိုက်သွားခဲ့ပြီးဒီခွေးလေးကိုလည်းအဖြစ်ဆိုးနဲ့ကြုံမှဆိုရင်လို့အပြင်ပေးမထွက်ပါဘူးဒါပေမဲ့ခွေးလေးကငလင်လောက်မှကိုကြိုတင်သိပြီးမရရအောင်ထွက်ပြေးသွားနိုင်ခဲ့တာပါခွေးလေးတွေကလူသားတွေအတွက်အဖော်အဖြစ်စောက်ရှောက်ပေးနေုံသာမကတက်နိုင်တဲ့နီလန်းနဲ့လည်းကဲတင်ပေးတတ်ကြပါတယ်နော်တချို့လူသားတွေကခွေးလေးတွေအပေါ်မှာမညာမတာပြုတ်လုံရင်လည်းပြန်လည်းမတုံ့ပြန်နိုင်ကြပါဘူးရှင်ဒီငလင်ဘေးမှာကဲစိခွေးလေးတွေကသူတို့ရဲ့လေ့ကျင့်မှုတွေနဲ့အသက်ရှင်သူတွေကိုလိုက်ရှာပေးသလိုအိမ်မွေးခွေးလေးတစ်ကောင်ကလည်းသခင်ရဲ့ကျေးဇူးကိုပြန်လည်ပြီးတော့ဆက်နိုင်ခဲ့ပြီးဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောခွေးလေးတွေကိုချစ်တဲ့သူလားဆိုတာကွန်မန့်မှာပြပြပေးခဲ့ကြပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်